လုပ်ငန်းတိုင်းက brand ဖြစ်ဖို့ဘာကြောင့်စူးစမ်းနေကြရလဲပုံမှန်အင်ဂျင်နဲ့တဲကိုတွေ့ရမှာပါဒီအင်ဂျင်နဲ့တဲကအသားချင်းလဲတူတယ်အယောင်ချင်းလဲတူတယ်ဒါပေမဲ့ဈေးနှုန်းချင်းကတော့တူညီမနေကြဘူးဘာကြောင့်လဲလို့မေးလို့ရှိရင်ကျွန်တော်တို့ဒစိမ့်ကြောင့်ပါအဲ့ဒီဒစိမ့်ဆိုတဲ့အရာကလည်း brand ဒစိမ့်ဆိုတာကိုကျွန်တော်တို့သတိပြုဖို့လိုပါတယ်product ကနေ brand တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ပစ္စည်းချင်းတူညီနေရင်တော့ကျွန်တော်တို့ဈေးနှုန်းချင်းကမတူညီတော့ပါဘူးလူတွေလက်ခံလာတဲ့ brand တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ဈေးနှုန်းဆိုတဲ့အရာထက် brand ဆိုတဲ့အရာကိုပဲလူတွေကပို့ပြီးတော့စိတ်ဝင်စားကြတော့တယ်ဒီ brand ကိုအသုံးပြုလိုက်ပြီဆိုလို့ရှိရင်ပို့ပြီးတော့ယုံကြည်မှုရှိလာမယ်ပို့ပြီးတော့လုံခြုံမှုရှိလာမယ်ပို့ပြီးတော့မိုက်လာမယ်ဆိုတဲ့အတွေ့တွေဝင်လာကြတယ်အဲ့ဒီအတွေ့တွေကိုဘယ်သူကထည့်ပေးလိုက်တာလဲလို့မင်း marketing မှာဒါကြောင့်လုပ်ငန်းတိုင်းက brand ဖြစ်ဖို့ကြိုးစားနေကြခြင်းပဲဖြစ်ပါတယ်။ brand ဖြစ်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ marketing ဆိုတဲ့အရာကိုရှာနှုံးပြည့်အသုံးချဖို့လိုပါတယ်။ကျွန်တော်နာမည်အောင်ကိုမြတ်ပါကျွန်တော်ကဒီ Next Step ရဲ့ Senior Content Writer တယောက်ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။